အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြန်မာရေမောင်းလိုင်းတွေကနေပြီးတော့ထိုင်းရေမောင်းလိုင်းတွေချိန်မဲ့သူတွေအတွက်တန်ရုံထောက်ခံစာလိုအပ်ချက်လေးတွေပြပြပေးပါမယ် passport ရှိစာမျက်နှာမိတ္တူ passport visa တုံးထုတ်ထားတဲ့စာမျက်နှာမိတ္တူရေမောင်းလိုင်းစဉ်မိတ္တူမြန်မာမှတ်ပုံတင်မိတ္တူ EM30 မိတ္တူဘဏ်ငွေသွင်းချက်လက်မူရင်းတို့ပဲဖြစ်ပါတယ်ခုချက်လက်တွေစုံပြီဆိုရင်တန်ရုံထောက်ခံစာရပါပြီတန်ရုံထောက်ခံစာနေချင်းမရပါဘူးကိုကတနင်္လာနေ့တင်နေဆိုဗုဒ္ဓနေ့လောက်ညနေကိုပြန်လိုက်နိုင်ပါတယ်ရေမောင်းလိုင်းစဉ်ရောဆိုင်ကယ်လိုင်းစဉ်ရောနှက်ကတ်လုပ်မဲ့သူတွေကဘဏ်ငွေသွင်းချက်လက်ဘတ်150တရွက်တစ်စောင်းဆိုရင်2ရွက်အတွက်ဘတ်300ကုန်ပါမယ်ဒါဆိုရင်တန်ရုံထောက်ခံစာလည်း2ရွက်ထွက်ပါမယ်မြန်မာရေမောင်းလိုင်းစဉ်ကနေထိုင်းရေမောင်းလိုင်းစဉ်ချင်းနဲ့တန်ရုံထောက်ခံစာအတွက်အလုံးမဲ့အဆင်ပြေကြမယ်ထင်ပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်တဒါ